အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကိုထိုက်ပါအခုကျွန်တော်တင်ပေးမှာတော့ဒီဘိုင်းထဲမှာအလွယ်ဆုံးဖြစ်တဲ့ကိုထောင်းတင်ပေးမှာဖြစ်ပါတယ် Okay အရင်ဆုံးအနေနဲ့ကျွန်တော်တို့ဒူးထောက်မယ် Okay ဘယ်ဒူးကိုထောက်မယ်ပြီးတော့ရင်ညာဘက်ဒူးကိုထောက်မယ်ပြီးတော့လက်ထောက်မယ်လက်ထောက်ပြီးတော့ဘယ်ဒူးကနေပြီးတော့ညာဘက်အနောက်ကိုကြော်မယ်ကြော်ပြီးရင်ညာဘက်ခြေထောက်ကိုဆန့်လိုက်အောင် Okay အဲ့ဒါရပြီဆိုရင်ဖြည်းဖြည်းချင်းဒီဒူးချမယ်ပြီးတော့ရင်လက်ထောက်မယ်ပြီးတော့ဟိုဘက်6ကဒူးပြန်ထောက်မယ်ပြီးတော့ရင်6ကိုကြော်မယ်ပြန်6ဆက်မယ် Okay အဲ့ဒါဆိုရင်ကျွန်တော်တို့9တောင်းရတော့ပါပြီ Hey အဲ့တော့အနည်းရသွားပြီဆိုရင်ကျွန်တော်တို့အမြန်ကြည့်ကြည့်မယ်နော် Okay ဖြည်းဖြည်းချင်းဒီတစ်ဆင့်ချင်းဒီလုပ်ကြည့်မယ် Okay Torok ကပြန်ဒူးချ white Okay ဒါဆိုရင်ကျွန်တော်တို့9တောင်းရတော့ပြီပြီးရင်9တောင်းနောက်တစ်ခုကိုကျွန်တော်သင်ပေးမှာဖြစ်ပါတယ်ဒါကလည်း9တောင်းကနေပြီးတော့ post လေးလုပ်လို့ရအောင်အလွယ်ဆုံးဟာလေးဖြစ်ပါတယ် Okay စလိုက်အောင်အရင်ဆုံးကျွန်တော်တို့အဲ့လိုပဲဘယ်ဘက်ဒူးကိုချမယ်ကျွန်တော်ဘယ်ဘက်ဒူးကိုချမယ်ပြီးတော့ညာဘက်ဒူးကအဲ့လိုမျိုးပြန်ပြီးတော့အထဲကိုဝင်မယ်ဝင်ပြန်တဲ့ဘယ်ဘက်ဒူးကိုပြန်ထောင်မယ်ပြီးတော့ post လုပ်မယ်ပြီးတော့ညာဘက်ဒူးကိုထောင်မယ် post လုပ်မယ် Okay အဲ့ဒါအလွယ်ဆုံးပါပဲเนาะဒီ B ဘိုင်းထဲမှာ basic လေးပေါ့เนาะ Okay ကျွန်တော်ကကြည့်မယ်ကကြည့်ပြီးတော့ဒူးချပြီးတော့ freeze Okay အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်